ရွှေချိန်လေးပဲသားကြော်ကြီးတွေကို330တောင်မပြည့်တဲ့ဈေးနဲ့ပေးမှာဒီဇိုင်းက3မျိုးအနိကကြည့်ပြီးအကုန်လှတယ်ဘောလုံးရည်က20ကျော်ပါတယ်ဒီဒီဇိုင်း2မျိုးကကြတော့ဒီဘက်ဒီဇိုင်းကကြတော့သူကဘောလုံးက10လုံးပါတယ်သူကအတိတ်နဲ့နမိတ်နဲ့ရွှေဒုတ်ရယ်ငွေဒုတ်ရယ်ဆိုပြီးတော့ရှိပါဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါအနိကကြည့်ပေးပါသူတို့တို့29သိန်းနဲ့မှ9,000နဲ့ယူပါကျိုးတကုန်းကိုလေ9သိန်းဝန်းကျင်အောင်တတ်တာတယ်သိလားကိုသိတယ်ဒါကစားနိုင်နဲ့တောက်နိုင်တဲ့အဖွဲ့ရှိလားကဲတို့ပြောပေးမယ်ဒီမှာကြည့်ပေးအောင်အရန်မိုက်တယ်နောက်ဆုံးပေါ်ဒီဇိုင်းတွေကိုစဝယ်ရဗဒိန်လက်ခပဲပေးရပြီးတော့ရောင်းရောင်းလဲလဲတက်တာတဲ့တို့ရွှေနန်းဒုက္ခမှာတက်သိမ်းမှာငွေလေး3000ပဲရော့တယ်အပြေးလေးသာသွားပေးဒါကြီးကလေစားနိုင်နဲ့တောက်နိုင်နဲ့ကိုသေးတယ်ဆိုတဲ့နမိတ်ကိုယူထားတာပါထမင်းကြိုက်လေးနဲ့ရေဘူးလေးကိုဆွဲကြိုးပုံစံမျိုးခတ်လုပ်ထားတာပါတော်တော်ကြီးကိုမိုက်ပါတယ်တို့တော့ကြိုက်နေတာကြည့်လေကြိုက်လေဖြစ်နေပြီနော်အဲ့တော့ဒါလေးကကြတော့21သိန်းနဲ့6000နဲ့မှာ8000ပဲကြားတင်မယ်ဒီဇိုင်းက2မျိုးရမယ်အရင်တော့ရလေထွက်တယ်လေချစ်စပယ်ကြိုးတွေတိပြီးသားနော်အများကြီးမမိတ်ဆက်တော့ဘူးကိုတဲတွေအတွက်အကျန်းတဝင်ရှိပြီးသားဒါလေးကကြတော့ရွှေလာငွေလာနမိတ်နဲ့အတိတ်နဲ့ကဲဆွဲကြိုးပါစစ်စပယ်ဟိုမှာအစမ်းအလန်းလေးဖြစ်ပါတယ်ရှင်ဒါလေးကလည်းတူတူပဲ21သိန်းနဲ့6000နဲ့8000ဖြစ်ပါတယ်အဓိကလေးတေချာကြည့်ပေးပါအရန်မိုက်တယ်ဒါကကြတော့လူသူကစစ်စပယ်ဟိုမှာဘောလုံးနဲ့အများကြီးနဲ့မြိုင်းနေအောင်ဆွဲကျင်တဲ့ကိုတဲတွေအတွက်ဖြစ်ပါတယ်ဒါက19သိန်းကျော်ပဲကြားတယ်တဲတုံးလေးကဘာကွာဝါဆိုရွှေချိန်လေးကွာသွားတယ်ကျိုးတကုန်းကိုအနည်းဆုံး4သိန်းနဲ့5သိန်းကြားမှာအနည်းဆုံးတက်တာဖြစ်ပါတယ်ရှင်ဒါလေးက19သိန်း1000ခွဲပါကဲနီးတဲ့ကိုရှိတာကိုသိဖို့ပဲလိုတယ်ချားသိဖို့မလို့ဆိုတဲ့ဘောစီမမတွေအတွက်ချစ်ချစ်လစ်လစ်လေးပဲကြိုက်ပါတယ်တဲတုံးရပျောင်ပြီးတော့အိနေတဲ့ကျိုးလိုချင်နေဆိုတော့ဒီဗီဒီယိုအဆုံးထိကြည့်ပေးပါသုံးလက်မကိုင်းပြထားတဲ့လူဟန်ချင်းရာဆိုရင်သူက26သိန်းစွန့်ယုံလေးပါပဲဒါလေးကဆိုရင်သူကတော်တော်မိုက်တယ်တိလားရွှေလာငွေလာဒီဇိုင်းလို့များသုံးတို့ကအသေးလေးနဲ့ဘောလုံးလေးနဲ့ခတ်လုပ်ထားတာဖြစ်ပါတယ်ချစ်ချစ်လေးနဲ့နွနွလေးဖြစ်ပါတယ်ရှင်တော်တော်မိုက်ပါတယ်ဒါလေးကကြတော့သူကဟန်ချင်းလိုမျိုးဒီဇိုင်းကိုမှသူကလုံးဝဆက်ကြိုးအကျစ်ပြောင်ပြီးတော့အိပြီးတော့တင်းနေတာပဲပြောင်တင်းကြီးကြိုက်တဲ့ကိုယ်သိန်းလုံးတွေအတွက်ဖြစ်ပါတယ်သူကကြတော့23သိန်းဝန်းကျင်ပဲကြားတင်မှာဖြစ်ပါတယ်ရှင်ဒါမျိုးကိုမှသူကဆွဲသီးပါလို့ကျင်တဲ့ရွှေလောင်ဝေလာလေးနော်အတိတ်နမိတ်နဲ့မတော့ဝစ်ချင်တာပါဆိုတော့တို့ရဲ့ချစ်သူတွေအတွက်ပါဒါလေးကတော့30နဲ့စွန်းယုံလေးပဲကြာမှာမယ်32သိန်းဝန်းကျင်မှာဒီပစ္စည်းလေးတွေဘယ်မှာရတာလဲတေချာပြောပေးပါဆိုတော့ရန်ကုန်မှာလည်းရတယ်မန်းလေးမှာလည်းရတယ်ပြူးလင်မှာလည်းရတယ်ပဲခူးမှာလည်းရတယ်ဒါကိုလာပြောပေးရပါအနိကကြည့်ပြီးကြည့်လိုက်တိုင်းကြိုက်သွားလိမ့်မယ်ဒါကိုဒုံပြောတာတေချာမှတ်ပေး तू ကလေကျိုးတကုန်းကိုတဲတို့အနည်းဆုံး9သိန်းနဲ့9သိန်းတက်တာတယ်နော်အဲ့ဒါစဝယ်ရတက်တာတယ်ကိုကအဓိကဗမာပဲဝယ်ပါမေးပါနော်ပဒိန်လက်ခဘယ်လိုယူထားလဲလို့မေးပါဒုံတို့စီမှာတော့တခါတည်းပြောပေးပါတယ်ရွှေချိန်အရှိကိုကာလာဝယ်ပေါက်စည်းနဲ့ရောင်းချင်လားရောင်းလို့ရတယ်ဒါမှမဟုတ်ရင်တက်သိန်းမှာ3000ပါစင်းနေလေးနဲ့ဝစ်လို့ရပြီရှင့်ကဲဘောစီမမတွေ